Hello အားလုံးပဲကျွန်တော် Superman ပဲဖြစ်ပါတယ်ဒီမှာကျွန်တော် hardcore ဆော့ပြတော့မှာဖြစ်ပါတယ် Let's go ကျွန်တော်အရင်ဆုံးတစ်ခုတ်ကြရအောင်ကျွန်တော်ခုဆိုရင်တော့ကျွန်တော်တစ်ခုတ်ပြရပါတယ်ကျွန်တော် mine တွင်းလိုက်ရှာမှာ mine တော့မရှာတော့ဒီနာရှိကြတော့လေးပဲတွန်းကျွန်တော်တော့ရွာတရွာစောင့်ရွာတရွာမှာနေမှာပေါ့နော်အဲ့ဒီရွာမှာအရန်ဟိုစားပြီးအဲ့ဒီရွာမှာကျွန်တော်တို့ရဲ့အတက်ကြီးဆောင်တော့ကျွန်တော်ဒီတရားဒီအောင်ဆော့ပြတော့မှာဖြစ်ပါတယ်ကျွန်တော်စကီးတော့မကြမ်းဘူးဆော့ကြည့်ရဖြစ်ပါတယ်ကျွန်တော်ကြောက်တူးလိုက်ပါအောင်မယ်ကျွန်တော်ရပါပြီတော့ကျွန်တော် picket လေး crab မှာဖြစ်ပါတယ် picket လေး crab မယ် dark crab မယ် okay ကျွန်တော်ဟိုအစာရှားမှာဖြစ်ပါတယ်ကျွန်တော်အစာရှားမှာဖြစ်ပါတယ်မော်ရစင်ပြေမယ်လေးပြီးရင်ကျွန်တော်ရှာကြရမယ်လေကဲကျွန်တော်သားလေးလိုက်ရှာပြီးကျွန်တော်ရွာပါထားရှာမှာဗျာကျွန်တော်တို့တွေတစ်တွေခုံမယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ကန်းစားပါပြီကျွန်တော်တို့တစ်တွေခုံမယ်ပေါ့နော်ဒီတမိုးတစ်တွေလာတဲ့မျက်နှာကိုကျွန်တော်ပေါ်မူတစ်ခုထည့်ထားတာပေါ့နော်တစ်တွေစုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဗီဒီယိုကျွန်တော်ကောက်ပြီးရွာရှာပြီးရွာဆိုရင်ကျွန်တော်စီစဉ်ကျွန်တော်တို့စားလို့ကျွန်တော်တစ်တွေအလုံးလောက်ခုပါကျွန်တော်တစ်ကတော့အလုံးလောက်ရပါပြီပေါ့နော်ဒါတစ်ကတော့စတက်နီးပါတော့ရပါပြီလားဆိုတော့အဲ့ဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့တစ်စတက်နီးပါရပြီဆိုတော့ကျွန်တော်ရွာလိုက်ရှာကြမယ်ဗျနော်ရွာလိုက်ရှာကြမယ်တားရီတွေလည်းလက်မခုံးစင်းကြမယ် let's go ကျွန်တော်တို့ရဲ့ရွာကတော့ဒီနားမှာပေါ့ရှားမှာပေါ့နော်ဖျုံလေးကောင်းဆိုကျွန်တော်နှစ်ခုတောင်တွေးခဲ့ပြီပေါ့နော်နှစ်ခုတောင်မှတင်ကျွန်တော်တွေးခဲ့ပြီဒီမှာလည်းတစ်ခုတွေးခဲ့တော့ဘက်မှာတစ်ခုလည်းရွာပယ်နားမှာလေးတော့ကျွန်တော်ရှာအောင်ပါပေါ့နော်ဒီညအိမ်ဆောင်မယ်ဆိုတော့တော်တော်လေးကိုကောင်းပါပေါ့နော်ရွာတွေးရင်ကျွန်တော်ဒီနားမှာအင်လာဆောင်ဖြစ်နေဖြစ်မယ်ရွာမှာနေနေမှာပေါ့ကဲတက်ရှာကြကျွန်တော်ကတော့ရွာရှာရင်းနဲ့မိုင်းတွင်းတော့ကျွန်တော်ဝင်ခဲ့ပါတော့အဲ့မှာကျွန်တော်အာယုံလုံးရပါတယ် Oh my god အာယုံလုံးရတယ်ပေါ့နော်ထပ်ပြီးတော့ဝင်မလို့ပဲပေါ့နော်ဟာခေါ်ဆိုတေးဝါနိုင်တယ်ပေါ့နော်ကျွန်တော်တို့ AC လောက်ပြီးတော့မှကျွန်တော်ဝင်ကြရအောင်နော်ရွာချပြီးတော့မှထပ်ရှာလိုက်အောင်ပေါ့နော်ကျွန်တော်တို့အနေနဲ့ရွာရှာတာရွာတော့မတွေ့ကြဘူးမှောင်တော့မှောင်သွားရဟာခေါ်ဆိုမှောင်ရမရအန်တယ်များရပါတော့ဒီနေ့ကတော့ဒီလောက်ပါပဲပိုင်းဝန်းပါပဲဟာခေါ်တူလာပါမယ်ကဲအားလုံးရဲ့ဘိုင်းမှာကြည့်ကြရင်တော့ကျွန်တော်ကြည့်ကြရင်တော့ပြောကြပါကျွန်တော်တင်ပေးပါမယ်ဟာခေါ်တူဘိုင်းဘိုင်း